ဏာကတော့မြင်းမြန်မာ Company Limited ကနေမှမြန်မာပြည်တဦးတည်းမူပိုင် SKT စနစ်နဲ့ထုတ်လုပ်ရောင်းချတဲ့ Venexia V6 ကိုမိတ်ဆက်တဲ့ခန္ဓာပဲဖြစ်ပါတယ်ခင်ဗျာဒီအနည်း20ကျော်တွေ့ကြုံနေပဲကျွန်တော်တို့ Bransia brand ကိုမြင်းမြန်မာကုမ္ပဏီအနေဖြင့်မြန်မာပြည်တဦးတည်းကိုယ်စားလှယ်အဖြစ်တင်သွင်းထုတ်လုပ်ဖြန့်ချီရောင်းချသွားမှာဖြစ်ပါတယ်ပြီးတော့စီးရလည်းရန်အောင်တတရှိတယ်ကားနဲ့လူနဲ့စီးရတာတစ်ထက်တည်းကြတယ်လို့ခံစားရတဲ့ကားလေးပါဗျဟုတ်ကဲ့ပြက်လဲကျဲခေါင်လဲမြင့်နေပေါ့တော့ထိုင်ရတာတက်တာလည်းရမ်းရှိပါတယ်ဟုတ်ငိမ့်လေးဖြစ်နေရပါငိမ့်လေးဖြစ်နေရကျွန်တော်တို့မိသားစုတော်အရန်အောင်အဆင်ပြေတဲ့ကားပါလို့ပဲပြောချင်ပါတယ်ခင်ဗျကျွန်တော်တို့ဒီနေ့မိတ်ဆက်လိုက်တဲ့ Bransia V6 ကိုကျွန်တော်ကြိုက်တယ်လို့လူကြီးမင်းတို့ကြိုက်ကြလိမ့်မယ်လို့လည်းယုံကြည်ပါကြောင်းပြောကြရင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ